sharing the knowledge gained from visiting the Canton Fair in China. မင်္ဂလာပါခင်ဗျာအခုမြင်တွေ့နေရတာကတော့ကွမ်တုံပြည်နယ်ကွမ်ချိုးမြို့မှာပြသတဲ့စိုက်ပျိုးရေးဆိုင်ရာစက်ပစ္စည်းပေါင်းစုံပြသတဲ့ပြပွဲကြီးဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့ဒီပန့်နေကျွန်တော်တို့မော်တာတွေရေမြုပ်မော်တာအစုံပေါ့နော်ဒါကိုတောင်သူတွေရောကျွန်တော်စိုက်ပျိုးရေးသမားတွေရောအသုံးလိုတဲ့သူတွေပေါ့နော်သိရှိနိုင်အောင်ကျွန်တော်ကပြန်လဲမျှဝေခြင်းဖြစ်ပါတယ်ပြင်ပန်းခံပြီးတော့တခြားရိုက်ပြတဲ့ချိန်ပေးပြီးတခြားကျွန်တော်လေ့လာတယ်မှတ်သားတယ်ပြီးရင်ဒါပြန်လဲမျှဝေတယ်ပေါ့ဒီဆက်ဆိုရင်လုံးဝ share ပဲသူကဖုန်းနဲ့အဝေးကနေထိန်းချုပ်လို့ရတဲ့နည်းပညာတွေပါတယ်ပေါ့နော်ဒီပန့်နေဆိုအရန်ခင်မိသွားပါပြီအဲဆိုရေမြုပ်ပန့်နေတချို့ကျွန်တော်တို့ဒါစက်ပိုင်းဆိုင်ရာကျွန်တော်လုံးဝကျွမ်းကျင်မှုမရှိပါဘူးဒါဆိုလို့ရှိရင်ဒါစိုက်ပျိုးရေးသုံးလေယာသုံးပစ္စည်းတွေပေါ့နော်ဆေးမှုတ်ဆက်တွေဆေးဖြန်းဆက်မျက်ဖြတ်ဆက်မြေဖွားဆက်မျက်ညှိဆက်အစုံပါပဲခင်ဗျာဒါဆိုရင်တော့နိုင်ငံတကာကနေပြီးတော့လာရောက်ပြီးလေ့လာပါတယ်နိုင်ငံသားတွေများပါတယ်ဒါဆိုရင်တော့ကျွန်တော်အစာတောက်ထုတ်တဲ့ဆက်မျက်ဖြတ်ဆက်မျိုးမျိုးပဲမဆက်တွေတွေ့နေရပါတယ်ဒါကတ္တာတွေပေါ့ကတ္တာအစုံတစ်ခန်းနဲ့တစ်ခန်းနဲ့ပစ္စည်းမတူပါဘူးသူ့အခန်းနဲ့သူပြတ်သားတာပါဒါဆိုရင်ဆက်ပစ္စည်းတွေထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်ဒီမှာဆိုနိုင်ငံသားတွေလာရောက်လေ့လာတယ်ဝယ်ယူတယ်တချို့တစ်ခါတည်းချိတ်သွားတယ်ပေါ့နော်ကျွန်တော်လည်းချိတ်ဆက်ဆရာရှိတာတွေတော့ချိတ်ဆက်ပါတယ်ခင်ဗျာကိုနဲ့အဆင်ပြေရပေါ့နော်အဲဆိုရင်တို့အသေးစိတ်လေ့လာတယ်ဆွေးနွေးတယ်မေးမြန်းတယ်ပြီးရင်တယောက်ကို WeChat တွေနံပါတ်တွေယူကြတယ်ဒါကျွန်တော်ဆိုလည်းအများကြီးယူခဲ့လဲပေါ့နော်နောက်တစ်ချိန်မှာသူတို့နဲ့တွဲပြီးအလုပ်လုပ်လို့ရတာစက်တွေကတော့အစုံပါပဲခင်ဗျာဒီပြပွဲတော်တော်ကြီးပါတယ်ဒါဆိုအင်ဂျင်ကြီးတွေပေါ့နော်25ကောင်တော်တော်ကိုအဆင့်မြင့်တဲ့ပစ္စည်းတွေပါသူတို့နှိုးပြတယ်မောင်းပြတယ်မျိုးစုံကိုမေးတယ်လို့ဖြေပါတယ်ပြောပေးပါတယ်အဲဆိုအင်ဂျင်အများကြီးပဲအဲဆိုဆိုလာပန့်နေဒီဟာဆိုရင်တော့ဒါနွားသာဆင်းပြနေတယ်ပြောင်းရိုးတွေဆင်းပြတဲ့စက်တွေဖြစ်ပါတယ်ဒါလည်းစက်တွေမျိုးပါပဲဒီမျိုးစုံအဲသူတို့လှုပ်ဆောင်တဲ့အစဉ်စဉ်ပြသနေခြင်းဖြစ်ပါတယ်ခင်ဗျာဒါတော့သူကအရွက်6အောင်လှုပ်တဲ့စက်ပေါ့နော်တခါတည်းကြိတ်တယ်6အောင်လှုပ်ပေးတယ်တော်တော်လေးကိုအဆင့်မြင့်တဲ့စက်တွေဖြစ်ပါတယ်ဒီမှာဆိုလဲအဆုံးပဲလိပ်စာကတ်တွေတောင်းလိုက်တယ်ပေးတယ်သူတို့လိပ်စာကတ်ပေးတယ်ဒါတော့ကျွန်တော်စိတ်ဝင်စားလို့သွားရိုက်တဲ့ကားပါပုံစံငယ်တွေပေါ့နော်ဒါကတော့ဆေးဖြန်းပုံတွေဘက်ထရီပြီးဆိုလာတွေနဲ့သုံးတဲ့ပုံတွေဖြစ်ပါတယ်ပါဝါမြင့်လို့ရပါတယ်တဲ့ဒီမှာဆိုလဲအဆုံးပဲဒါဆိုရင်တုံးဖြတ်တဲ့ဆက်တွေတုံးတွေဖြတ်တဲ့ဆက်ဒါကျွန်တော်စာအုပ်လေးယူလာပါတယ်စာအုပ်လေးယူလာတယ်ဒါမြေဆွေးတွေလုံမဲ့ဗီတာတွေဆင်းမယ်မြက်တွေဆင်းမယ်ကောက်ရိုးတွေစုံပေါ့နော်ငပြောဖတ်တွေတီကောင်အစာတွေလုပ်ဖို့အတွက်ကျွန်တော်ဒါလေးကိုချိတ်ဆက်ခဲ့ပါတယ်ညာယူပါပဲခင်ဗျာဒါဆိုအစာတောင်းထုတ်တဲ့ဆက်ဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဒီမှာရှိပြီးသားဒါတွေကတော့ပေါ်ပါတယ်ဒီမှာတော့သူကအမျိုးပြသထားပါတယ်ခင်ဗျာဒီမှာဆိုတစ်တုံးကြီးထည့်ပြတယ်ကြိတ်ပြဆိုကြိတ်ပြတယ်နော်သူ့ site နဲ့သူဘယ်လောက် site ထိကြိတ်လို့ရတယ်ဆိုတာဒါတွေပါသူတို့ပြသထားခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အခုမြင်တွေ့နေရတာကတော့ရေဆက်ချပိုက်နဲ့ဆက်ပစ္စည်းများဖြစ်ပါတယ်
socket တွေဖိတ္တာတွေစုံပါပဲခင်ဗျာမျိုးစုံတော်တော်စုံပါတယ်ဒါကတော့သူတို့အဓိကထုတ်လုပ်တဲ့ပစ္စည်းတွေဖြစ်ပါတယ်ခင်ဗျာဒါကိုလည်းတွားရောက်လေ့လာခြင်းဖြစ်ပါတယ်အားလုံးကိုဘုဒ္ဓတကြွယ်ဝစေရန်ရည်ရွယ်ပြီးတော့ဒါမျိုးကျွန်တော်ရိုက်ပြခြင်းဖြစ်ပါတယ်တချို့ကရောင်းလာနေမိကြလို့ပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ